ဒါမှမင်္ဂလာပါရည်ရဖြစ်ပါရဲ့ဒီပေါ့နော်ဟိုတနေ့ကအတန်တိုးတိုင်းဆရာမကြီးပေါင်းစားမှာဟိုတနေ့ကပေါ့နော်ရည်ဒီတထဲမကြီးဖောက်အောင်ပေါ့နော်အဲ့ရကိုရည်ဒီအဲ့ရည်ဒီတင်လိုက်တာအဲ့ comment ထဲမှာကြည့်ကိုအဲ့လေမရောက်ဘူး ID အဲ့ home care က ID ဘယ်မှာလဲလို့မေးကြရဲ့လူတွေအများကြီးပဲရှိရကွာအဲ့တော့အခါကျတော့ရည်ဒီလဲလုပ်ပေးချင်တာနဲ့လုပ်ပေးမယ်ပေါ့နော်ဆိုတော့ let's go ဟုတ်မယ်အတန်လေးထွက်နေလဲနည်းနည်းလေးပေါ့နော်တိတ်ခတ်ပြကြlet's not that so smashing ရိုးပေါ့နော်တီးကြရဲ့အတိုင်းပဲရည်ဒီတို့ ID ဝင်တဲ့နေရာကိုရိုးတိကြမယ်ထင်ပါတယ် menu ထဲဝင် props ထဲဝင် YouTube က search by props ID ကိုနှိပ်ချမလို့ပေါ့နော် pick up list ထဲကိုပဲဝင်ပါဝင်ပြီးွားလို့ရှင်ခဏဆောင်ပါလားအခဏလေးရဒီ star ထဲမှာရှိလားမသိ star ထဲမှာရှိလားမသိနော်ဒါ hospital my props list နာမရှိ okay ဆိုရတီတို့ဟိုအောက်ကိုဟဲ့မလေးမှားနေပြီငါအဲ့ဒါမလုပ်ဘူးဟာမမဝလို့နော်ဒါရတီဟာမဟုတ်ဒါရတီလောက်တာမဟုတ်ဒါရတီလုံးမလောက်တာဒါပေမဲ့ဒါဟို ID ဖြစ်သွားတာ ਨੇ မနော်ရတီဝင်ပြလိုက်မယ် okay ပါအဲ့ဒီမှာကိတ်မဒီလိုလောက်ထားနိုင်လို့ okay ဆိုတော့ဒီရလောက်ပြီးသွားပြီဆိုတော့ဒီဘာမှမရှိဘူးဘယ်မှာကွင်းမြေဖြစ်သွားတယ်အဲ့တော့ခါကျတော့ဟိုးအောက်ကိုသွားမယ်ယတိတို့အဲ့မှာဘယ်တော့โอเคဆိုတော့ယတိပေါ့နော်ထင်းတဲ့ဟာလေးနေယတိနည်းနည်းလုပ်ပြလိုက်မယ်ကွာ Score college popularity တဲ့ကိုခဏဝင်ကြည့်လိုက်မယ် home care ဒီမှာ popularity တဲ့ဝင်ပြီးအဲ့ဟိုးအောက်ဆုံးနှိပ်လိုက်ပြီး home care မှာပေါ့နော်အဲ့ဒါလေးကို download edit လုပ်လိုက် download edit လုပ်ကြည့်လိုက်ဒီမှာဒါတော့ခဏမေးကြရဲအဲ့အောင်မင်းလို့ဖြေပြီးရကြည့်သူဒီအောင်မေးရချင်းဟုတ်တယ်ကြာဒီမှာပေါ့နော်လောကဒီမှာရပြီဟိုမှာဆိုလောက special ဒီမှာဒီ age လဲနေရာလဲပါတယ်ဒီမှာသူ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီကအပေါ် switch like action switch ဒီမှာကြည့်လုံးဝရေးဒီမှာကြည့်လိုက်နော်ရေးလိုမျိုးပဲကြည့်ရေးကုန်လောက်ထားရယ်ပြီးဒီမှာစမ်းနေရလဲလောက်ထားပြီးအပေါ်ကလေကမှဒါကျတော့ mushroom ဒါတော့ sleep တဲ့နေရာလေးပေါ့နော်ဒါပေါ့အခိုးရလေးပေါ့okay ဒီတော့ဟိုဘက်တာပေါ့နော်ဟိုတာမယ်ဒီထဲမှာရေတို့ဘာမှမရှိဘူးပေါ့နော်ဟိုဘက်အနောက်ဘက်ကိုသွားပြပါမယ်ရောကအဲ့ဒါခဏမေးရယ်ကွာအဲ့လည်းကျောင်းသွားနေရတယ်ဒါကျတော့အဲ့အနောက်ဘက်ပေါ့နော်အဲ့အနောက်ဘက်ဒါတော့အပန်းဖြည့်ရနေရလေဒါကတော့ပန်းပွင့်နေအများကြီးပဲ oh my gosh လုံးလက်တူအားကြရဲဒီမှာကြည့်ဒါဆိုလို့ရှင်အိတ်လို့ရရဲဒီမှာကြည့်အိတ်လို့ရရဲရစဉ်းစားကြည့်ဒါလုံးဝဘယ်သူမှမလုပ်နိုင်တဲ့နေရာကြည့် sit ဒီမှာလဲ sit လို့ရရဲနော် okay sit မ sit ပြတော့ဒီမှာပဲ sit ပြတော့
ဒီမှာပေါ့နော်လုံးအပန်းဖြည့်စရာကောင်းတဲ့နေရာလေးပါဟုတ်ဗျာမဒါဆိုလို့ရှိရင် orange လေးခင်းလာပြီအရှိဒီမှာကျရကြည့်တော့ကမဒါဒါကျဒါဈေးဆိုင်ပေါ့ဟောဒီမှာလည်းရှိသေးရဲ့ကွယ်ရိုးရအောင်လုပ်ပြီးဒါကြတော့ရကြည့်ရောဒါကပင်ထွက်တဲ့လူမျိုးလေးပေါ့နော်ဒီလိုပြီးအပေါ်မှာဝရဏရှိလိုက်သေးတယ်ဝရဏကျဒီလိုမျိုးတာအဲ့လိုမဟုတ်ဘူးဒီဘောကနေဒီလိုမျိုးတက်လို့ရအဲ့လေတော့ဒီဘောမှာဝဲ